အခုကျွန်တော်ပြပေးမယ့်နေရာက condo project တစ်ခုလေးပြပေးမယ်သူရဲ့ဘေးနားလေးမှာအခုကျွန်တော်မြင်နေရတဲ့ low test ရှိမယ်ပြီးလို့ရှိရင်ဒီမှာ 7-Eleven ရှိမယ်ဒီနေရာဘယ်လောက်ထိကောင်းလဲဆိုတော့နင်းမန်ကိုသွားမယ်ဆို driving distance က3မိနစ်နဲ့ရောက်တယ်ပြီးလို့ရှိရင် Maya shopping mall တို့ဘာတို့က3မိနစ်ဝန်းကျင်လောက်နဲ့ရောက်တယ်ဒီနားလေးအနီးတစ်ဝိုက်ကကျတော့ digital normal တွေတအားသဘောကျကြတယ် investor တွေစိတ်ဝင်စားတယ်ငါစားမယ်ဆိုလို့ရှိရင်လည်းတွတ်တယ်Airbnb တွေပါရဟိုငားမယ်ဆိုရင်ငားလို့ရတယ်ဗောနော်အဲ့တော့စာဝတ်နေအားလုံးအဆင်ပြေတယ်ကျွန်တော်တို့လွန်ခဲ့တဲ့ဒါကြောက်2ပေါ့တွေ့နေရတဲ့ဟာပြီးအနောက်ကကြောက်3ကကျတော့3လထဲနဲ့63ခန်းအပြည့်ရောင်းခဲ့တယ်အဲ့တော့အခုလက်ရှိနောက်ထပ်ကြောက်4ဆိုတာဘေးနားလေးမှာထပ်ပြီးဖော်ထားတယ်အဲ့ကြောက်4မှာကျတော့သူကအခုလက်ရှိ foreign ကိုဒါ9 unit ပဲကျန်တော့တယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုအမြန်ဆုံးဝယ်ကြပါနော်အခုလက်ရှိဒီမြင်နေရတဲ့ဟာပဲလုံးဝကွင်းပင်ကြီးဘာမှမရှိသေးဘူးအခုလက်ရှိဖွင့်ထားတာတလားမရှိသေးဘူးကျွန်တော်အယောင်ဖွင့်ထားတာအခု foreign ကိုဒါနောက်ဆုံး9 unit ပဲကျန်တော့တယ်အဲ့တော့ one bedroom ရှိတယ် one bed plus ရှိတယ်သူရဲ့ layout ပုံစံမျိုးကအထဲမှာဘယ်လိုရှိလဲဆိုတော့ကျွန်တော်ချက်လိုက်ပြပေးမယ်ဒါလေးက30 square meter ရှိတဲ့ဟာလေးသူကတော့ဝင်လာပြီဆိုတာနဲ့ kitchen ရှိမယ် living room ရှိမယ် living room ကို balcony နဲ့လာမယ်ပြီးတော့ဒီဘေးနားလေးမှာကျတော့သူကအိတ်ခန်းကိုမှသူ master bedroom အနေနဲ့လည်းဖွဲ့လို့ရတယ်အဲ့တော့ဈေးနှုန်းအနေထားတစ်ခုလည်းတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်ဒီကနေမှသူကဘေးကနေမှကြော်ဝင်ပြီးပြပေးမယ်ဒီနေရာမှာ master bedroom အနေနဲ့လည်းလာလို့ရတယ် okay အဲ့တော့ဒီဘက်ကနေလည်းဝင်လို့ရတယ်သူက energy ချုပ်ကတစ်ခါတွဲရပါပြီလားဒါတော့ငားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ဈေးနှုန်းကတော့သူကမြန်မာငွေ3,400အောက်အဲဝန်းကျင်လောက်နဲ့ရောက်မယ်ရမယ်ပေါ့နော် 2.9 to 3 million ဝန်းကျင်အဲ့တော့ဒါကတော့ investor တွေအတွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေတဲ့၄ယောက်လေးပုံစံပဲဖြစ်တယ် one plus လေးရှိအောင်မယ်အကယ် family လေးဆိုရင်တော့သဘောကျကြတယ်အခုဒီ၄ယောက်လေးကကြတော့သူက38 square meter ဝင်လာပြီဆိုလို့ရှိရင်တော့တော်တော်လေးပိုကျအောင်မယ် family ပုံစံမျိုးပေါ့သူကဒီဘက်လေးကကြတော့living room ပုံစံမိသားစု3-4ယောက်လောက်ကဒီမှာထိုင်ပြီးတော့မှ TV AC ကြည့်မယ်ဒါတော့ living room တီးတက်တက်လေးပေါ့ပြီးတော့ကျွန်တော်တို့ဒီဘက် space ကိုကြည့်မယ်ဆိုလို့ရှိရင် dining room လေးရှိမယ်ဒီမှာ dining room ရှိမယ်ပြီးရင်ဒီဘက်မှာကအိတ်ခန်းအိတ်ခန်းကကြတော့သူ king size bed လေးထားပြီးဒီ bedroom နေရာစပါတယ်ဒီ close up နေရာစအားလုံးပါနော်ပြီးတော့ဒီဘက်မှာကြတော့သူကတကယ်ဝယ်တဲ့အချိန်မှာကြတော့အခန်းကရင်လေးမထားပြီးဘူးအဲ့တော့လူတယောက်တည်းနေမယ်ဆိုလည်းအဆင်ပြေတယ်တော့မဟုတ်ကျွန်တော်တို့စာကြည့်ခန်းလေးလုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်မိသားစုများတဲ့လူတွေအတွက်ပြီးတော့နောက်ထပ်ဒီဘက်မှာကြလို့ရှိရင်တော့သူက energy ချုပ်ခန်းပါမယ် American standard တွေပဲတုံးထားပေးတယ်ပြီးတော့ခုလက်ရှိဒီ hot dog hood တွေကစားအားလုံးပါမယ်ဒီ layout ကတော့ကျွန်တော်မြန်မာအကြိုက်ပေါ့ balcony နဲ့ kitchen နဲ့တွဲထားပြီးတော့မှအခုလက်ရှိဒီဟာကလုံးဝ close kitchen အနေနဲ့ကျွန်တော်တုံးလို့ရတဲ့ဟာလေးအဲ့တော့ဒီ layout ပုံစံမျိုးကတော့ကျွန်တော်တို့မြန်မာအများစုအကြိုက်design ပုံစံမျိုးလေးပဲဖြစ်တယ်အဲ့တော့ဈေးနှုန်းအားဖြင့်ကသူက33 square meter ဆိုလို့ရှိရင်3.2 million ဝန်းကျင်လောက်ရှိမယ်အကယ်၍များ38 square meter ဆိုလို့ရှိရင်တော့3.8 to 4 million ဝန်းကျင်လောက်ရှိတယ်အဲ့တော့အလွာပေါ်မှာမူတည်ပြီးတော့မှစီးနည်းနည်းလေးကွာမယ်အခုလက်ရှိကတော့ final 9 unit ပဲကျန်တယ် foreign ကိုတာအဲ့တော့အကယ်၍များစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အမြန်ဆုံးဆက်သွယ်လိုက်ပါကျေးဇူးတင်ပါတယ်